ခင်ရှုနာမတော်မြတ်၌ကျေးဇူးပါရယ်တခင်ရှုပြောထားတဲ့စကားတွေကိုပြန်လည်ပြီးတော့အစဉ်ချင်းနှလုံးသွင်းကြရအောင်ရှင်မကုအခန်းကြီး17အပိုင်းငယ်26တင်တူသည်သူတစ်ပါးအပိကိုမလွှတ်လင်းကောင်းကင်ဘုံ၌ရှိတော်မူသောတင်တူအပါသည်တင်တူ၏အပိကိုလွှတ်တော်မမူဟုမြင်တော်မူ၏ဒါဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေဒီနေ့လိုချင်းမှာတင်ကိုနာချင်းစရဲတို့တင်အပေါ်မှာမကောင်းတဲ့သူတွေကိုခွန်လွတ်လာမခွန်လွတ်ဘူးလားဆိုရစင်ချင်းနှလုံးသွင်းပါတခင်ယေရှုကပြောထားတယ်လူတဲ့အပြစ်ရှိတယ်တင်ကိုနာချင်းစရဲတို့လည်းသူမှအပြစ်ရှိတယ်ကိုကလည်းကိုမှအပြစ်ရှိတယ်ဒါဖြစ်တဲ့အတွက်ကြောင့်ဖခင်တခင်ရဲ့အလိုတော်ကတော့တင်ကိုနာချင်းစရဲတို့ကိုခွန်လွတ်ပြီးတော့ဖခင်တခင်ကိုယုံကြည်ကိုးစားပါဒါဆိုရင်တင်အနာကကောင်းစားမယ်တင်ဘဝပို့ပြီးတော့လှပမယ်ပြီးတော့ဖခင်တခင်ကောင်းချီးမင်္ဂလာမြတ်များစွာကိုလည်းပေးမှာဒါဖြစ်တဲ့အတွက်ကြောင့်ခုမလှပ်ပဲနဲ့ဖခင်တခင်ထံမှာမတောင်းနဲ့ဆုတောင်းရင်လည်းဖခင်တခင်ကအဖေပေးမှာမဟုတ်ဘူးဒါဖြစ်တဲ့အတွက်ကြောင့်အရှင်ခွန်လွတ်ပြီးတော့ဖခင်တခင်ထံဆုတောင်းပါဒါဆိုရင်ကောင်းချီးမင်္ဂလာအသစ်တကအတိတ်တွေကိုတင်အနာကအတွက်တင်ဘဝအတွက်ဖျားသခင်ကဖွင့်လှစ်လောက်ဆောင်သွားမှာဖြစ်တယ်အားလုံးကိုဖျားသခင်အထူးကောင်းချီးပေးပါစေ။